ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုယာဒူးဖြုတ်ချခဲ့တဲ့လူငယ်လှုပ်ရှားမှုကထင်ရှားတဲ့ဆန္ဒပြခေါင်းဆောင်တူဂျာတာဘရီနေ့ကတည်ဆုံသွားခဲ့ပါတယ်။သူတည်ဆုံသွားပြီးနောက်မှာတော့ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြမှုတွေပြန်လည်ဖြစ်ပွားနေပါတယ်။တည်ဆုံသူဟာ2024အုံကြွမှုကဆန္ဒပြခေါင်းဆောင်ဖြစ်တဲ့ရှာရီအော့မဟာဒီဖြစ်ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကဒါကာမြို့ဗလီတစ်ခုကသူထွက်ခွာလာချိန်မှာမျက်နှာဖုံးဆွတ်ထားတဲ့လူတစုရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။လောက်ကျန်ခံရပြီးတဲ့နောက်သူ့ကိုစင်ကာပူကဆေးရုံတစ်ခုကိုပို့ဆောင်ကုသနေချိန်မှာပဲရရှိခဲ့တဲ့တန်ရာတွေကြောင့်ဂျာတာဘရီနေ့ကတည်ဆုံခဲ့တာဖြစ်ပါတယ်။သူတိုက်ခိုက်ခံရမှုဟာ2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့လူထုအုံကြွမှုနောက်ပိုင်းပြန်လည်ကျင်းပမဲ့ပထမဆုံးရွေးကောက်ပွဲရက်ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကကြေညာပြီးတရက်အကြာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။တည်ဆုံခဲ့တဲ့လူငယ်ကောင်းဆောင်ရှာရစ်အော့မန်ဟာဒီကလာမယ့်2026ခုနှစ်ဖေဖော်ဝါရီလရွေးကောက်ပွဲမှာလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှင်ပြိုင်ဖို့စီစဉ်ထားသူလည်းဖြစ်ပါတယ်။ဂျာတာဘရီနေ့ကသူတည်ဆုံသွားကြောင်းအတီးပြုတ်သတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာတော့သူ့ကိုထောက်ခံသူရာပေါင်းများစွာကတိုက်ခိုက်သူတွေကိုဖမ်းဆီးပေးဖို့ဒါကာမြို့ရဲ့လမ်းမတွေပေါ်နဲ့မြို့တော်ရင်ပြင်တစ်ခုမှာဆန္ဒပြစုဝေးခဲ့ကြပြီးစုပူမှုတွေဖြစ်ပေါ်ခဲ့ပါတယ်ခင်ဗျာ။နောက်ပိုင်းမှာဆန္ဒပြသူတွေဟာထင်ရှားတဲ့ဘင်္ဂလားဒေ့ရှ်ထိပ်တန်းသတင်းစာတိုက်ဖြစ်တဲ့ The Daily Star တို့ရဲ့ရုံးခန်းတွေကိုဖျက်ဆီးခဲ့ကြပြီးအဆောက်အဦတစ်ခုကိုမိရှို့ခဲ့ကြပါတယ်။ရာပေါင်းများစွာဟာဒီမှာစုဝေးပြီးတိုက်ခိုက်မှုကိုလှုံ့ဆော်ခဲ့တယ်လို့ရဲအရာရှိတဦးကပြောကြားပါတယ်။အခင်းဖြစ်တဲ့နေရာကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေဆေလွတ်ခတ်ပြီးမိသက်သမားတွေကလည်းအဆောက်အဦအတွင်းပိတ်မိနေတဲ့သတင်းတောက်တွေကိုကယ်တင်ခဲ့ပါတယ်။မိရှို့တိုက်ခိုက်ခံရတဲ့အဲ့ဒီဘင်္ဂလားဒေ့ရှ်ထိပ်တန်းသတင်းစာတိုက်တွေဟာဟာစီနာခိုလုံရာအိန္ဒိချင်းအိန္ဒိယနိုင်ငံနဲ့ပတ်သက်ဆက်နွယ်နေတယ်ဆိုပြီးဆွဆွဲခံထားရတယ်လို့နိုင်ငံတကာသတင်းတွေတချို့မှာဖော်ပြထားပါတယ်။အသက်32နှစ်အရွယ်ဟာဒီဟာចောင်းသားဆန္ဒပြအဖွဲ့အင်ကလီမတ်ချာရဲ့ထိပ်ပိုင်းခေါင်းဆောင်တူဖြစ်ပြီးဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာနဲ့သူ့ကိုလက်ခံထားတဲ့အိန္ဒိချင်းအိန္ဒိယကိုပုံပွင့်လင်းလင်းဝေဖန်သူတူဦးလည်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်သတင်းတချို့မှာတော့အာဏာပိုင်တွေကတရက်ခန့်ကိုဖမ်းဆီးနိုင်ရဲ့သတင်းပေးသူတွေကိုတာကာငွေ9သန်းအမေရိကန်ဒေါ်လာ42,000ခန့်စုကြည်ပေးအပ်မယ်လို့ကြေညာထားကြောင်းရေးကြပါတယ်။ဟာဒီကလောက်ကျန်ခံရမှုမတိုင်ခင်မှာအသက်အန္တရာယ်ချင်းချောက်မှုတွေနဲ့နေအိမ်မီးရှို့ခံရမယ်ဆိုတဲ့ချင်းချောက်မှုတွေရရှိထားတယ်လို့အစောပိုင်းကပြောထားကြောင်းလည်းဘင်္ဂလားဒေ့ရှ်သတင်းတချို့ကဖော်ပြပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီဟာဒီတည်ဆုံမှုအတွက်ဝန်ထမ်းကြောင်းထုတ်ပြန်ပြီးပြစ်မှုကျူးလွန်သူတွေကိုဖော်ထုတ်ပြီးတရားဥပဒေအရအရေးယူပေးဖို့ကြားဖြတ်အစိုးရကိုတိုက်တွန်းထားပါတယ်။အိမ်ဆောင်အစိုးရကိုဦးဆောင်နေတဲ့နိုဘယ်ဆုရှင်မိုဟာမက်ယူနွတ်ကဒီရဲ့တည်ဆုံမှုကနိုင်ငံအတွက်အစားထိုးမရတဲ့ဆုံးရှုံးမှုလို့မှတ်ချက်ပေးထားပါတယ်။အကြောက်တရားထိမ့်လက်မှုတွေနဲ့သွေးထွက်တန်ရုံမှုတွေကနိုင်ငံရဲ့ဒီမိုကရေစီနိုင်ငံတော်စီချီတက်မှုကိုရပ်တန့်လို့မရဘူးလို့ဂျာတာဘရီနေ့ရုပ်မြင်သံကြားမိန့်ခွန်းမှာယူနွတ်ကထည့်ပြောခဲ့ပါတယ်။ကြားဖြတ်အစိုးရကလာမယ့်စနေနေ့ကိုအမျိုးသားအဆင့်ဝန်ထမ်းကြေကွဲပဲနေ့အဖြစ်ကြေညာထားပါတယ်။ဟာဒီပြစ်သက်ခံရပြီးမကြာခင်မှာပဲယူနွတ်ကဒါဟာကြိုတင်ပြင်ဆင်ထားတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပြီးပူးပေါင်းကြံစည်သူတွေရဲ့ရည်ရွယ်ချက်ကရွေးကောက်ပွဲကိုနှောက်ယှက်ဖို့ပဲလို့လည်းပြောပါတယ်။ရွေးကောက်ပွဲကိုနှောက်ယှက်ဖို့ရည်ရွယ်တဲ့အကြမ်းဖက်ပုံစံမှုကိုလုံးဝသိခံမှာမဟုတ်ဘူးလို့ယူနွတ်ကထပ်ပြီးပြောပါတယ်။ဒီပြင်းရဟာတိုင်းပြည်ရဲ့နိုင်ငံရေးအခင်းအကျင်းအတွက်စိုးရိမ်စရာတစ်ခုပါပဲ။ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေပြီးတန်တရားရှိသူတချို့ကိုဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။